ရုရှားနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ဟောင်း Robert Gilman ဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေကြောင့်ရုရှားအစိုးရကဩဂုတ်လ17ရက်အင်္ဂါနေ့မှာပြန်လွှတ်ပေးလိုက်ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ကလူငယ်ချမ်းသာခွင့်အတည်ပြုပေးခဲ့တာဖြစ်ပြီးအခုလွှတ်ပေးမှုမှာနိုင်ငံအပြန်အလှန်ကျင်းသားလဲလှယ်မှုမပါဝင်ပဲတစ်ဖက်သက်လွှတ်ပေးခဲ့တာဖြစ်ကြောင်းအမေရိကန်အစိုးရတာဝန်ရှိသူတွေကအတည်ပြုပြောဆိုပါတယ်။အခုလွှတ်ပေးမှုဟာသမ္မတဒေါ်နယ်ထရန့်အထူးတန်တမန်စတီဗ်ဝစ်ကော့ဖ်တို့ရဲ့ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးမှုတွေအပြင်အမေရိကန်လွှတ်တော်ရဲ့ဖိအားပေးမှုတွေကြောင့်လည်းပါဝင်တယ်လို့ဆိုပါတယ်။ Robert Gilman ဟာရုရှားမှာရက်ပေါင်း1666ရက်ကြာထိန်းသိမ်းခံခဲ့ရစဉ်အတွင်းပြင်းထန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေမွေးစေဝါအတင်းအကျပ်တိုက်ကြွေးခံရမှုတွေအပြင်ပြင်းထန်တဲ့အဆုတ်ရောင်ယောဂါကိုခံစားခဲ့ရတယ်လို့မိသားစုနဲ့ကိုညီဆောင်ရှောက်ပေးတဲ့အဖွဲ့တွေကပြောပါတယ်။အမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်ကအကြောင်းဆရာတဦးဖြစ်သူRobert Gilman ဟာရုရှားနိုင်ငံမှာရှိနေစဉ်2022ခုနှစ်ဇန်နဝါရီလအတွင်းရုရှားရဲ့အရာရှိတဦးကိုကိုဒီလက်ရောက်စော်ကားခဲ့မှုနဲ့ဖမ်းဆီးခံခဲ့ရတာပါ။အခင်းဖြစ်တဲ့အချိန်ကသူဟာအရက်အလွန်ကြုံမှုနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ Gilman ကိုရုရှားကနေပြန်လည်ခေါ်ဆောင်လာခဲ့ပြီးစေဝါကုသမှုနဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးတို့အတွက် Texas ပြည်နယ် San Antonio မြို့မှာရှိတဲ့စစ်ဆေးရုံကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့မိသားစုတွေကလည်းသူနဲ့တွေ့ဖို့ Texas ပြည်နယ်မှာရောက်နေကြပြီး Gilman ကုသမှုခံယူနေစဉ်အတွင်းသူနဲ့အတူရှိနေခွင့်ပေးဖို့တောင်းဆိုထားကြပါတယ်။ Gilman လွတ်မြောက်လာခဲ့ပေမဲ့လည်းရုရှားနိုင်ငံထဲမှာကျန်းမာရေးချို့ယွင်းနေတဲ့အမေရိကန်နိုင်ငံသားအနည်းဆုံး9ဦးတည်းမနည်းဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဌာနကပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ